လေးရတော့ဘေးကနေပါဇက်အဟောင်းသားနဲ့ရက်ကြည့်နေရပြီမမိုရှိကီကအင်အားနဲ့သွားပြီးဖြစ်ပေမဲ့လည်းဂျူဆူတွေနဲ့တက်လိုက်ရင်စောက်ယူပြီးနောက်တစ်ချိန်ပြန်ထလာနိုင်တဲ့အတွက်တတိထားရအောင်မှာဖြစ်ပါတယ်ဒါပေမဲ့အဲ့ချိန်သူတို့နောက်ကနေခိုးလိုက်လာတဲ့ခါတာဆုကီကအရေးအကဲအထူပါနားမလဲပဲနင်ညာလက်ပတ်ရဲ့အစွမ်းကိုအမီးရရိုက်ပြခြင်းစောနဲ့အကုန်လုံးဝိုင်းရောက်တားနေတဲ့ကြားကသူ့မှာရှိသမျှဂျူဆူတွေနင်ညာတိုင်းတွေအကုန်လုံးကိုကြောက်ဖကျက်ဦးသွားတာလည်းပါတယ်အဲ့လိုတောက်လဲလောက်ရကြောင်းပဲမမိုရှိကီကဂျူဆူဆေးလုံးတွေစားလိုက်ရတယ်လို့အင်အားပြန်ပြစ်သွားတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောရင်အားလုံးကိုပတ်ပတ်ဆက်ဆက်ပြန်လုပ်ပေးလိုက်ပါတယ်ဒါရိုင်းတဲ့တွေကြောင့်ဘာမှမဖြစ်သွားပြီမြခါတာဆုကတုံးပေးလိုက်တဲ့နာရာကလန်ရဲ့အရေးချုံတော်ကြီးနဲ့အကုန်လုံးထိန်းချုပ်ခံလိုက်ရပြီးသူလိုချင်တဲ့နေရာတွေကိုတော့ Black Rock တွေနဲ့မလုံနိုင်အောင်ထိန်းထားလိုက်ပါတယ်အဲ့လိုအားလုံးအခြေအနေမကောင်းတော့တဲ့အချိန်မှာဘိုးတို့ကလေသူ့ကိုရှုံကြည့်ပေးခဲ့တဲ့သူ့ဆရာဆာစကဲစိတ်မပြတ်စေဖို့အတွက်တိုးဝင်မနေပဲသူတက်တဲ့လောက်ရာစင်ကန်ကိုထုတ်လိုက်ပါတယ်နေတူကရာစင်ကန်ကိုမြင်လာကြောင်းအံ့ဩသွားခဲ့ပြီးဆာစကဲကလေသူ့တပည့်ကိုလှုပ်လိုက်ဖို့ပြောတာကြောင့်ဘိုးတို့ကအားကုန်သုံးပြီးသူ့ရဲ့ရာစင်ကန်နဲ့လှမ်းပစ်လိုက်ပြီးမြအားလုံးမျောလင်းနေတဲ့ကြားကထုံးစံအတိုင်းနားမရခင်ပျောက်သွားခဲ့ပါတယ်ဒါပေမဲ့လျှက်စီးတစ်ချက်နဲ့တူမမိုရှိကီရဲ့မျက်ကွက်ကအထိုးခံလိုက်ရတာကြောင့်အချိန်ချုံတော်ကြီးဂျူဆူကလွတ်သွားကြပြီးဘိုးတို့ရဲ့ရာစင်ကန်ကသူ့ကျွမ်းကျင်တဲ့ Lightning Chakra နဲ့မတော်တဆပေါင်းစပ်မိတဲ့အခါမှာကိုပြောက်ရာစင်ကန်ကိုဖန်တီးမိလိုက်တာဖြစ်တဲ့ကြောင့်ဆာစကဲကရှင်းပြလိုက်ပါတယ်ဂျိုနင်ခါခါရှိတောင်ပေါင်းဆက်လို့မရခဲ့တဲ့ရာစင်ကန်နဲ့လျှက်စီးကိုအဖေနဲ့ DNA စစ်စရာမလိုတဲ့ကျုံတော်လုံးနေညာဘိုးတို့ကမတော်တဆဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်အဲအကြောင့်ပဲမမိုရှိကီကမမြင်ရတဲ့ဂျူဆူတွေဆိုရင်စောက်ယူလို့မရတာကိုနားလည်သွားကြပြီးနေတူကလည်းသူ့သားကိုရာစင်ကန်နောက်တစ်ချိန်ထပ်လုပ်ဖို့ပြောလိုက်ပါတယ်ပြီးရင်တော့ခေဆက်ဆက်ဦးစုမကီတယောက်ပြလက်ဆင့်ကမ်းလာတဲ့အားလုံးရဲ့ရှုံကြည်မှုကိုနေတူကသူ့သားပေါ်လွှဲပြောင်းပေးလိုက်တဲ့ကြောင့်ဒီလိုနေရာထိရောက်လာဖို့အများကြီးကြော်ဖြတ်ခဲ့ရတဲ့လေးလံခက်ခဲမှုတွေကိုဘိုတိုကနားလည်သွားခဲ့ပါတယ်ဘိုတိုရဲ့ချာကရာကြောင့်ရာစင်ကန်ကိုမမြင်ရတဲ့အချိန်မှာဆာစကဲရဲ့ဘိုတိုကလမ်းရှင်းပေးလိုက်ပြီးရင်းနေငယ်ရဲ့အစွမ်းနဲ့ဆရာတပည့်နှစ်ယောက်လှလှပပကြီးဂျူဆူကိုစုပ်ယူတဲ့မမိုရှိကီရဲ့လက်ကိုဒုက္ခပေးနိုင်လိုက်ပါတယ်တန်တဲ့တာဝန်ကိုတော့နေတူရဲ့သားဆာစကဲရဲ့တပည့်ကသူ့ရဲ့ကိုဝါးတွေကိုကောင်းကောင်းအသုံးချရင်းနဲ့အေယာမလိုက်တဲ့ရာစင်ကန်နဲ့အဆုံးသတ်ဖို့လုပ်လိုက်တဲ့ကြောင့်မမိုရှိကီကလည်းခါတာဆုကဲစီကသူ့စုပ်ယူထားတဲ့ရာစင်ကန်ကိုစွမ်းပုံမြင့်ပြီးကာဝယ်လိုက်ပါတယ်နောက်ဆုံးမှာတော့အိုဆူဇူကီမမိုရှိကီဆိုတဲ့ကောင်ဘိုတိုကလက်ထပ်ပတ်လုံးစုပ်ပြတ်သွားတဲ့အထိအဆုံးသတ်ပေးလိုက်ပြီးမမိုရှိကီကလည်းသူ့ရဲ့နောက်ဆုံးအချိန်မှာဘိုတိုကအိုဆူဇူကီရဲ့စွမ်းအားကိုလက်ခံထားတဲ့သူမှသူ့ရဲ့ညာဘက်မျက်လုံးကိုကြည့်ရင်နားလည်သွားခဲ့ပါတယ်အဲဒါကြောင့်အဲ့ဒီအပြာရောင်မျက်လုံးတွေကပဲတနေ့မှာဘိုတိုရဲ့ဘဝတွေကအရာအလုံးကိုထုတ်ယူသွားလိမ့်မယ်လို့ရှင်းပြဆန်ပြောခဲ့ရင်နဖျားကိုတတ်တဲ့သူကဘတော်မှလူသားတစ်ယောက်ပြန်မဖြစ်နိုင်တော့ပဲအဲ့ဒီကံကြမ္မာကိုဖွင့်လွှဲမဲ့သူကြုံတွေ့လာရလိမ့်မယ်လို့ပြောသွားခဲ့ပါတယ်မမိုရှိကီအဆုံးသတ်သွားတဲ့အချိန်မှာတော့ခါတာဆုကီကလည်းသူ့ဘာလို့မကောင်းတဲ့လုပ်ရက်တွေလုပ်ခဲ့မိလဲဆိုတာကိုတောင်းတောင်းဖြစ်နေခဲ့ပြီးဆာစကဲကလည်းသူ့တပည့်ဘိုတိုကသူပြောခဲ့သလိုစစ်မှန်တဲ့ရှင်နိုဘီတယောက်ဖြစ်လာတာကြောင့်ဒီပွဲမှာတော့သူနိုင်တဲ့အကြောင်းနေတူကိုပုံစာပြလိုက်ပါတယ်ဘိုတိုကလည်းမမိုရှိကီပြောခဲ့တဲ့စကားတွေကိုသိချာနားမလည်ပေမဲ့သူကဥစုမကီနေတူရဲ့တာဥစုမကီဘိုတိုဆိုတာကိုလက်ခံသွားခဲ့ပြီးသူ့ဘေဟိုကကဲကိုလည်းကိုနိုဟာယာစီအောင်မြင်စွာပြန်ခေါ်လာနိုင်ခဲ့ပြီဖြစ်ပါတယ်အိုဆူဇူကီရဲ့တိုက်ခိုက်မှုကြောင့်ချူနေအိတ်ဆန်ကိုလည်းဖျက်သိမ်းခဲ့ရတဲ့ပြင်ဂျွာကလည်းအပြက်စီးများခဲ့ပြီပဲလူတိုင်းရဲ့စူးစမ်းမှုကြောင့်ငကိုအတိုင်းပြန်လည်တိစောက်နိုင်ခဲ့ကြပြီးနေတူကလည်းသူ့ရဲ့ပြေးစရာဟိုကကဲတာဝန်တွေစီပြန်ရောက်သွားပြီဖြစ်ပါတယ်ရှင်နိုဘီဆိုတဲ့စကားလုံးကိုနားလည်သွားတဲ့ဘိုးတူကတော့အရင်လိုအဝေးစားအစ်စ်တွေမဟုတ်တော့ပဲတကယ်ကျန်းတန်းသွားစူးစမ်းအထောက်မှုကနေရရှိလာတဲ့ဒဏ်ရာတွေကိုတန်ဖိုးထားတတ်လာခဲ့ပြီးစစ်မှန်တဲ့နင်ဂျာတယောက်အနေနဲ့တမိုင်းသိရေးထိုးတော့မှာဖြစ်ပါတယ်